လူငယ်တယောက်ဟာပင်လယ်ကမ်းဆက်မှာရေစော့ကစားနေတဲ့နဂါမင်းသမီးလေးတွေကိုခိုးကြည့်ရင်တဦးကိုမြင်ချင်းပဲလက်နက်ဆိုင်ချစ်မိသွားခဲ့ပါတယ်။နဂါမင်းသမီးလေးတွေရေနက်ပိုင်းကိုကူးခတ်သွားချိန်မှာသူမရဲ့ရေခွဲနဂါပူလဲကိုခိုးယူလိုက်ပါတယ်။နဂါမင်းသမီးကမ်းဆက်ကိုပြန်ရောက်ချိန်မှာနဂါပလဲပျောက်သွားတာကိုသိလိုက်ရပြီးမော်စွမ်းရင်တွေချက်ချင်းပျောက်ကွယ်ကနဂါနတ်တော်ကိုပြန်မသွားနိုင်တော့ပါဘူး။ပင်လယ်ကျမ်းပြင်ကရေတကားပိတ်တော့မဲ့အချိန်ညီမလေးရေတကားပိတ်တော့မဲ့အမတို့အရင်ပြန်ပြီးသတင်းပို့မယ်ခရူးဆိုင်တော့အမဖြစ်သူတွေဟာစိုးရိမ်ပူပန်နေပေမဲ့အရင်ထွက်ခွာသွားရပြီးသူမတယောက်တည်းကူကယ်ရမယ့်မျှော်လင့်ချက်မဲ့စွာကြံရစ်ခဲ့ပါတယ်။သူမယူကျုံမရငိုကြွေးနေချိန်မှာလူငယ်ကစိတ်ထားကောင်းတဲ့လမ်းသွားလမ်းလာတယောက်ဟန်ဆောင်ကနှစ်သိမ့်ပေးတယောက်နဲ့သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ဒီလူငယ်ရဲ့နာမည်ကလင်းကျင်ဟော်လို့ခေါ်ပြီးအရှိပင်လေတန်ငါရွာကတာမန်လူငယ်တဦးဖြစ်ကဆင်းရဲပြီးတကောင်ကျွတ်နေထိုင်သူဖြစ်ပါတယ်။နဂါပုတ်လည်းအခိုးခံရတဲ့နဂါမင်းသမီးကတော့ဝမ်ကျူးလို့ခေါ်ပြီးနဂါမင်းကြီးရဲ့အဖြူစင်ဆုံးတဲ့သဘောအကောင်းဆုံးသမီးထွေးလေးဖြစ်ပါတယ်။ဝမ်ကျူးဟာရေနက်ပိုင်းမှာကြီးပြင်းလာသူမှုလူတဘာဝရဲ့အန္တရာယ်တွေကိုနားမလည်ပါဘူး။နဂါပုတ်လည်းပျောက်ဆုံးပြီးအိမ်ပြန်လန်းပျောက်ကမိသားစုနဲ့ကွဲကွာသွားလို့အတိစိတ်လွတ်နေခဲ့ပါတယ်။လင်းကျင်ဟော်ကသူမရဲ့အားကိုးရမဲ့နေတဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးနေ့စဉ်ဂယုစိုက်ကျင်နာပြကချိုးသားတဲ့စကားတွေနဲ့လှည့်စားခဲ့ပါတယ်။သူကသူမိဘတွေစောစောစီးစီးကွယ်လွန်သွားလို့တယောက်တည်းနေရကြောင်းလိန်ညာပြီးသူမကိုတစ်သက်လုံးကာကွယ်စောင့်ရှောက်ကလူလောကမှာခိုးလုံရတစ်ခုပေးမယ်လို့ကတိပေးခဲ့ပါတယ်။ထွက်ပေါက်မရှိတော့တဲ့ဝမ်ကျူးကအမှန်လို့ထင်မှတ်ပြီးဒီအကူအညီအတွက်အလွန်ကျေးဇူးတင်ကမကြခင်ပါပဲလင်းကျင်ဟော်နဲ့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။အိမ်တော်တက်2နှစ်အကြာမှာဝမ်ကျူးဟာလင်းကျင်ဟော်အတွက်လိမ္မာရေးချရှိတဲ့သားသမီး2ဦးကိုမွေးဖွားပေးခဲ့ပြီးကလေးတွေကမျက်နှာချိုးကချစ်စရာကောင်းလာပါတယ်။ပြည်စုံတယောက်ရှိတဲ့နေ့ရက်တွေမှာဘယ်သူမှမသိတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်။ကတဲ့အောက်မှာကွက်ထားတဲ့ရေခွဲနဂါပူလဲကထွက်ပေါ်လာတဲ့မော်စွမ်းရင်တွေကြောင့်တန်ငါရွာလေးဟာရာသီဥတုတာယာနေခဲ့ပါတယ်။ဒါပေမဲ့အိမ်နီးချင်းရွာကတန်ငါသည်တွေကနှစ်စဉ်စံရည်စပါးပေါ်ကျွယ်ဝနေတာကိုမနာလို့ဖြစ်ပြီးဝမ်ကျူးဟာပင်လယ်တရဲမဖြစ်ကြောင်းလူပြည်မှနေရင်တနေ့ရွာကိုဆူနာမီလိုင်းမျိုးခံရမယ်လို့ကောလာဟာလာလွှင့်ကြပါတယ်။ကောလာဟာလာတွေပိုဆိုးလာပြီးရွာကတက်ကြီးရွယ်အိုတွေကအိမ်လာကဝမ်ကျူးကိုနှင်ထုတ်ဖို့လင်းကျင်ဟော်ကိုဖြောင်းဖြကြပါတယ်။တစ်ဖက်မှာနေ့စဉ်အတူရှိနေတဲ့ဇနီးနဲ့သားသမီးတွေအခြားတစ်ဖက်မှာတရွာလုံးရဲ့ဖယ်ကျင်ခဲ့ရမှုတွေကြောင့်လင်းကျင်ဟော်ရဲ့စိတ်ထဲမှာပိုပြီးစိုးရိမ်ပူပန်လာပါတယ်။သူဟာနဂါပလဲရဲ့လှုပ်ဝက်ချက်ကိုဘယ်တော့မှမပြောရဲခဲ့ပါဘူးအမှန်တရားပေါ်သွားရင်ဝမ်ကျူးသူ့ကိုထားရစ်ခဲ့မယ်ဆိုတာသူကောင်းကောင်းသိလို့ပါပဲခိုးယူထားတဲ့ဒီပျော်ရွှင်မှုကိုထိမ့်သိမ်းထားဖို့သူဟာနှုတ်ဆက်နေဖို့ရွေးချယ်ခဲ့ပါတယ်ရှင်ဟောသူတို့ပြောတာတကယ်ပဲလားသူတို့လျှောက်ပြောတာတွေနားမထောင်နဲ့တခါတရံကောလာဟာလာတွေကြောင့်နူးညံ့တဲ့ဝမ်ကျူးအပေါ်အေးဆက်ဆက်စကားတွေတောင်ပြောဆိုတတ်ပါတယ်အဖြူစင်ဆုံးဝမ်ကျူးကတော့ခင်ပွန်းကိုဘယ်တော့မှတန်တရားမဝင်ခဲ့ပဲအရာရာကိုသတိထားပြီးအိမ်အောင်ကိုပုံမို့ချွေတာထိမ့်သိမ်းရင်းကလေးတွေကိုချစ်ခင်ကရလာခဲ့တဲ့မိသားစုလေးကိုနှွေးထွေးအောင်ကြိုးစားခဲ့ပါတယ်။နာကျင်ရမှုအလုံးကိုရင်ထဲမှာတိတ်တိတ်လေးတင်စီထားခဲ့ပါတယ်။စစ်မှန်တဲ့မေတ္တာနဲ့ဆက်ဆံရင်တစ်သက်လုံးအေးချမ်းမယ်လို့သူမထင်ခဲ့ပေမဲ့ပျော်ရွှင်မှုအလုံးဟာလှည့်စားမှုနဲ့စတင်ခဲ့တဲ့ပုံရိပ်ရောင်တစ်ခုမှမသိခဲ့ရှာပါဘူး။အချိန်တွေကုန်လွန်ပြီးကလေးတွေတဖြည်းဖြည်းကြီးပြင်းလာပါတယ်။တနေ့နေ့လည်ခင်းမှာကလေး2ယောက်ကတင်အောက်ကိုဝင်းစော့ရာကနေပုံတက်နေတဲ့ရေခွဲနဂါပလဲကိုအမှတ်မထင်စမ်းမိသွားကြပါတယ်။နဂါပေါ်လဲထွက်ပေါ်လာတာနဲ့အခန်းတစ်ခုလုံးအလင်းတန်းတွေဖြာထွက်သွားပြီးနှွေးထွေးတဲ့နဂါအငွေ့သက်တွေကအခန်းတစ်ခန်းလုံးကိုလွှမ်းခြုံသွားပါတယ်။ဝမ်ကျူးလက်ကြည့်လိုက်တော့ရင်းနှီးနေတဲ့သူမရဲ့ကိုယ်ပိုင်နဂါပလဲကိုမြင်လိုက်ရပြီးခန္ဓာကိုယ်ထဲကသွေးတွေချက်ချင်းခဲသွားသလိုခံစားလိုက်ရပါတယ်။နှစ်ပေါင်းများစွာနူးညံ့စွာပေါင်းတင်ခဲ့မှုစိတ်ရောကိုယ်ပါပေးဆက်ခဲ့မှုနဲ့တိခံခဲ့ရမှုတွေအားလုံးဟာဒီအချိန်မှာပြိုလဲသွားပါတော့တယ်။အဲ့ဒီတုန်းကသူမပေါ့စလို့နဂါပလဲပျောက်သွားတာမဟုတ်ပဲနှစ်ပေါင်းများစွာချစ်ခဲ့ရတဲ့ခင်မွန်းတီကတမင်တကာခိုးယူပြီးလှည့်စားခဲ့တာဆိုတာကိုသူမလုံးဝနားလည်သွားခဲ့ပါတယ်။သူမလူပြည်မှာတောင်တင်နေရတာဇာတိမြေနဲ့ကင်းကွာရတာကောလာဟာလာတွေခံရတာနဲ့အခက်အခဲတွေအားလုံးဟာရှေ့မှာရှိနေတဲ့လူရဲ့တပိုကောင်းဆန်တဲ့လောဘကြောင့်ဖြစ်ရတာပါလားနှစ်ပေါင်းများစွာနှွေးထွေးမှုတွေဟာလှည့်စားမှုတစ်ခုသာဖြစ်ပြီးနေ့စဉ်အတူရှိနေမှုတွေကလည်းအကြံအစီတွေကြီးပါပဲစစ်မှန်တဲ့မေတ္တာတွေကြေးမွားသွားပြီးအဆုံးမရှိတဲ့မျှော်လင့်ချက်မဲ့မှုနဲ့စိတ်ပြည့်အေးဆက်မှုတွေကတကိုယ်လုံးကိုလွှမ်းခြုံသွားပါတယ်ဝမ်ကျူးကရေခွဲနဂါပလဲကိုတင်းကျပ်စွာစုပ်ကိုင်ရင်သားသမီး2ဦးကိုပွေဖက်ကလင်းကျင်ဟော်အော်ခေါ်နေတာကိုဂယုမဆိုင်ပဲယူသွတ်နေသူတယောက်လိုအရှိပင်လယ်စီကိုတဟုန်ထိုးပြေးသွားခဲ့ပါတယ်ကျေပြောလာတဲ့မြစိမ်းရောင်လိုင်းလုံးတွေနဲ့ခုန်ချလိုက်ပြီးမျက်စိတမိတ်တွင်းမှာပဲကျေဝန်းလာတဲ့ရေနက်ပိုင်းထဲမှာပျောက်ကွယ်သွားကဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။လှည့်စားမှုကြီးလုံးဝပေါ်သွားပြီးနောက်အလွတ်ဖြစ်နေတဲ့အိမ်နဲ့ပျောက်ကွယ်သွားတဲ့မိသားစုကိုကြည့်ရင်လင်းကျင်ဟော်ဟာမြေပြင်ပေါ်ခွေကျသွားပြီးအသေးကွဲမတက်ငိုကြွေးပါတော့တယ်။သူခဏတာလောဘကြောင့်ခိုးယူခဲ့တာဟာနဂါပလဲတစ်လုံးနဲ့မဟုတ်ပဲဇနီးဖြစ်သူရဲ့တသက်တာလွတ်လပ်ခွင့်ပါလားဆိုတာကိုနောက်ဆုံးမှသူနောက်တရားသိမြင်သွားပါတယ်။မိသားစုတစ်ခုလုံးရဲ့တန်ရောစင်တွေလည်းပါပါတယ်။နောင်နာတွေတနစ်တပိုးနဲ့သူဟာဝမ်ကျူးကိုစတင်တွေ့ဆုံခဲ့တဲ့ကန်းဆက်မှာနေ့စဉ်စောင့်ကြိုရင်းအစားမစားရေမတောက်ပဲ3ရက်3ညတိတိမတက်ရက်နေခဲ့ပါတယ်။မုန်တိုင်းတွေကသူ့ခန္ဓာကိုယ်ကိုရိုက်ခတ်ပြီးပင်လယ်လိုင်းတွေကမျိုးချနေပေမဲ့သူဘာမှမသိတော့ပဲသူ့ကောင်းထဲမှာဇနီးနဲ့သားသမီးတွေရဲ့ပုံရိပ်တွေသာပြည့်နေနေပါတယ်။တစ်ချိန်ကလင်းကျင်ဟော်ကဲတင်ခဲ့မှုတဲ့အသက်100ရွယ်လိတ်အိုကြီးဟာကျေးဇူးဆက်တဲ့အနေနဲ့လိုင်းတွေကိုဖျက်ကျော်လာပြီးသူ့ကိုလှုပ်ဝက်ချက်တစ်ခုပြောပြခဲ့ပါတယ်။လာပြညမှာအရှိပင်လယ်ရဲ့ရေတကားပြန်ပွင့်ပြီးနဂါနန်းတော်ကိုတိုက်ရိုက်သွားနိုင်ပေမဲ့အတင်းဝင်ရောက်မယ်ဆိုရင်အသက်အန္တရာယ်အလွန်များပါတယ်။
လင်းကျင်ဟော်ရဲ့မျက်လုံးထဲမှာတော့အကြောက်တရားနည်းနည်းမှမရှိတော့ပဲနောက်ပြန်မလဲတော့မယ်ဆုံးဖြတ်ချက်သာကြံရှိပါတော့တယ်။သူဟာဒီပင်လယ်နက်ကြီးကိုအကြိမ်ကြိမ်ဥချပြီးအဖြစ်ကိုစေးကြောကမိသားစုပြန်လဲစုံစည်းဖို့သာတောင်းဆိုခဲ့ပြီးခန္ဓာကိုယ်ကြေမွားသွားပါစေကျင်းတဲ့ကြောင်းပြောခဲ့ပါတယ်။လပညာရောက်တော့ပင်လယ်ပြင်မှာအလင်းရောင်တွေတောက်ပလာပြီးအချိန်ကြာမြင့်စွာပိတ်ထားတဲ့ပင်လယ်အောက်ရေတကားကြီးပွင့်လာပါတယ်။လင်းကျင်ဟော်ဟာတုံဆိုင်မနေပဲပင်လယ်ထဲခုန်ချလိုက်ပြီးနဂါးနန်းတော်စီအစွမ်းကုန်ကူးခတ်သွားခဲ့ပါတယ်။ဒါပေမဲ့နဂါးနန်းတော်တကားဝါရောက်တာနဲ့ရွှေချက်ဝတ်အဆောင်တွေကကြမ်းတမ်းစွာတားဆီးလိုက်ပြီးသူဟာအဖြစ်တွေကြီးလေးလွန်းလို့ဝင်ခွင့်မရှိဘူးလို့အဖြစ်တင်ကြပါတယ်။အဖြစ်စေးကြောဖို့နဲ့မိသားစုကိုတွေ့ရဖို့ဒူးထောက်တောင်းပန်ရင်လင်းကျင်ဟော်ဟာသူ့ရဲ့ကျင့်စဉ်စွမ်းအားတွေကိုဆုံးလုတ်ကခိုးယူထားတဲ့အရှိပင်လေရဲ့မော်စွမ်းရည်တွေကိုတဖြည်းဖြည်းပြန်ပေးခဲ့ပါတယ်။နဖူးကသွေးတွေထွက်လာတဲ့အထိဥချပြီးဝမ်ကျူးရဲ့နာမည်ကိုအကြိမ်ကြိမ်အော်ဟစ်ငိုကြွေးကနဂါးနန်းတော်ရှိမှနေရောညပါဒူးထောက်နောင်နေခဲ့ပါတယ်။သူ့ရဲ့စစ်မှန်တဲ့နောင်တနဲ့အသက်ပေးပြီးအပြစ်စေးကြုံမှုတွေကိုနဂါးမင်းသမီးဝမ်ကျူးကမြင်တွေ့ခဲ့ပါတယ်။နှစ်ပေါင်းများစွာလင်မယားတန်ရောစဉ်သူမရဲ့တီးခံမှုနဲ့နာကျင်မှုတွေကြားမှာဝမ်ကျူးရဲ့အေးခဲနေတဲ့နှလုံးသားဟာတဖြည်းဖြည်းနူးညံ့လာပါတယ်။နဂါးမင်းကြီးကသူ့ရဲ့စစ်မှန်တဲ့နောင်တနဲ့ပြတ်သားတဲ့အပြစ်ပေးဆက်မှုကိုမြင်တဲ့အခါနောက်ဆုံးမှာတနာစိတ်ဝင်သွားပြီးသူတို့နှစ်ဦးကိုတွေ့ဆုံခွင့်ပြုလိုက်ပါတယ်။အချိန်ကြာမြင့်စွာခွဲခွာပြီးနောက်ပြန်လည်ဆုံတွေ့ချိန်မှာလင်မယားနှစ်ယောက်ဖက်ပြီးငိုကြွေးကြကရန်ညိုးတွေအားလုံးမျက်ရည်တွေနဲ့အတူပျောက်ကွယ်သွားပါတယ်။မိသားစုတစ်ခုလုံးနဂါးနန်းတော်မှာပြန်လည်ဆုံဆဲပြီးအေးချမ်းစွာနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အေးချမ်းတဲ့နေ့ရက်တွေတိတ်မကြခင်မှာပဲလင်းကျင်ဟော်ဟာလူပြည်ကအသက်ကြီးပြီဖြစ်တဲ့မိခင်အိုကြီးကိုစိတ်ပူနေပြီးနေ့တိုင်းစိတ်မချမ်းမသာဖြစ်နေပါတယ်။ဝန်ကျူးကခင်မုန်းကိုတနာပြီးရေခွဲပင်လယ်မြင်းကိုယူလာကာမှကြားခဲ့ပါတယ်။အမေကိုသွားတွေ့ဖို့ဒီမြင်းကိုစီးသွားနိုင်ပေမဲ့ဘယ်တော့မှမြင်းပေါ်ကမဆင်းဖို့တတိယပါမြေကြီးနဲ့ထိလိုက်တာနဲ့နဂါးနန်းတော်ကိုဘယ်တော့မှပြန်လာလို့မရတော့ဘူး။လင်းကျင်ဟော်ကအလေးအနက်ကတိပေးပြီးဇနီးရဲ့မှာကြားချက်ကိုမှတ်သားကရေခွဲပင်လယ်မြင်းကိုစီးပြီးလူပြည်ကတန်ငါရွာကိုပြန်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာမတွေ့ရတဲ့မိခင်အိုကြီးဟာတားပြန်လာတာကိုမြင်တော့မျက်ရည်တွေကျပြီးသူ့ကိုတင်းကျပ်စွာဖတ်ထားကမလွတ်ပေးတော့ပါဘူး။မိခင်ကသူ့ရဲ့ခီးချမ်းကိုတနာပြီးချက်ချင်းလှဲ့ကပူလောင်နေတဲ့ဟင်းချိုတစ်ခွက်ကိုယူလာပြီးမသွားခင်တောက်သွားဖို့အတင်းတိုက်တွန်းပါတယ်။လင်းကျင်ဟော်ရဲ့ရင်ထဲမှာနှွေးထွေးမှုနဲ့အပြစ်မကင်းမှုတွေရောထွေးနေပြီးစိတ်လှုပ်ရှားစွာနဲ့ဟင်းချိုခွက်ကိုလှမ်းယူလိုက်ချိန်မှာမတော်တဆလက်တုံသွားပြီးပူလောင်နေတဲ့ဟင်းချိုတွေပင်လယ်မြင့်ရဲ့ကြောပေါ်ကိုဖိတ်ကျသွားပါတယ်။ရေခွဲပင်လယ်မြင့်ဟာအပူလောင်သွားလို့လမ်းဖြတ်ပြီးလင်းကျင်ဟော်ကိုမြေပြင်ပေါ်အပြင်းထန်ပစ်ချလိုက်ပြီးနောက်မျက်စိတမိတ်အတွင်းမှာပဲပျောက်ကွယ်သွားပါတယ်။အဲ့ဒီအချိန်မှာလင်းကျင်ဟော်ဟာလုံးဝမျောလင်းချက်မဲ့သွားပါတယ်။သူဟာသူ့ရဲ့နတ်ဖျားအဆက်အသွယ်ကိုကိုယ်တိုင်ဖျက်တောက်လိုက်ပြီးပြန်လည်ရရှိခဲ့တဲ့မိသားစုကိုဆုံးရှုံးလိုက်ရပါပြီ။အဲ့ဒီအချိန်ကစပြီးသူဟာအရှိပင်လေနဂါးနန်းတော်ကိုခြေတလန်းတောင်ထပ်ချလို့မရတော့ပါဘူး။နောက်ပိုင်းနှစ်ပေါင်းများစွာတိုင်အောင်လင်းကျင်ဟော်ဟာနေတိုင်းပင်လေကန်းဆက်မှာတယောက်တည်းထိုင်ကခြေတလန်းမှမခွာပဲအရှိပင်လေရဲ့ရင်းနှက်ပိုင်းကိုငေးကြည့်ရင်းနောက်တရားစောင့်မျှော်နေခဲ့ပါတယ်။အချိန်ကာလတွေရဲ့ကြမ်းတမ်းမှုအောက်မှာသူ့ရဲ့ခန္ဓာကိုယ်ဟာတောင်တန်းနဲ့ပင်လယ်တွေကြားတဖြည်းဖြည်းပေါင်းဆက်သွားပြီးနောက်ဆုံးမှာတော့အရှိပင်လယ်ကိုမျက်နှာမူနေတဲ့ကြောက်တုံးကြီးတတုံးဖြစ်ပြောင်းလဲသွားပါတော့တယ်။ရွာသူရွာသားတွေကတော့အဲ့ဒီပင်လယ်မျောကြောက်တုံးဟာလင်းကျင်ဟော်တစ်သက်လုံးပင်လယ်ကြီးကိုစောင့်ကြည့်ရင်ဘယ်တော့မှပြန်မလာတော့မဲ့ဇနီးနဲ့သားသမီးတွေကိုစောင့်မျှော်ကသူ့ရဲ့ကြီးလေးတဲ့အဖြစ်ကိုဆက်နေတာလို့ပြောကြပါတယ်။